စန္ဒဆရာကြီးကယူကြောင်မှုကြောင့်နဲ့ခမရရဲ့သပင်ပုံစံကိုလက်စွမ်းပြခဲ့ရင်တော့ခမရကအေးချမ်းစွာနေထိုင်ရင်းနဲ့ထောင်ထဲရောက်တော့မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဘာလို့လဲဆိုတော့ခမရမြောက်ကိုရီးယားနိုင်ငံသားဖြစ်နေလို့ပါ။ခမရကရီးစားတလီယာလို့ပြောနေပါတယ်။ဒါပေမဲ့အချိန်ထဲမှာပဲကျေးဇူးရှင်နိုင်ငံတော်ကြီးကတယောက်ကရှော့သွားတဲ့အချိန်မှာတော့ငုံမနေရစနစ်နဲ့နှစီထွန်းအောင်ငုံနေရပါလိမ့်မယ်။ဒါပေမဲ့စိတ်မပူပါနဲ့။ငုံကမှခမရတယောက်တည်းတော့မဟုတ်ပါဘူး။လူစုလူဝေးကြီးနဲ့စီစီလုံးလုံးငုံနေရမှာပါ။ခုပြောနေတာရုပ်ရှင်မဟုတ်သလိုဟာတာတခုလည်းမဟုတ်ပါဘူး။မြောက်ကိုရီးယားပြည်သူတွေရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ဘဝတွေပါ။ဒီနေ့ဗီဒီယိုမှာတော့ခမရမသိလောက်သေးတဲ့မြောက်ကိုရီးယားအထူးဆန်းဆုံးစီမင်းစည်းကမ်းတွေနဲ့ဥပဒေတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးတော့ပါအောင်နော်။နံပါတ်1စန္ဒခန္ဓာနိုင်ငံတော်များများမှာတော့ခမရရဲ့သပင်ပုံစံကခမရကိစ္စပါ။ခမရအိမ်သာခေါမှုလဲတဲ့ကိစ္စကိုဘယ်သူမှရေးတည်ယူမဆိုင်ကြပါဘူး။ဒါပေမဲ့မြောက်ကိုရီးယားမှာတော့ကိုယ့်ရဲ့သပင်ပုံစံကိုတော့ကိုမပိုင်ပါဘူး။အစိုးရကယောက်ျားလေးတွေအတွက်တရားဝင်သတ်မှတ်ထားတဲ့သပင်ပုံစံ10ဦးကနေ15ခုထိရှိတယ်ဆိုပြီးတော့မြောက်ကိုရီးယားကနေထွက်ပြေးလွတ်မြောက်လာတဲ့လူတချို့ကနေပြောကြားချက်ကနေသိရပါတယ်။မိန်းကလေးတွေဆိုရင်လည်းတင်းကျပ်တဲ့သပင်ပုံစံတွေရှိသလိုအသက်အရွယ်နဲ့အိမ်တော်ရှိမရှိပေါ်မူတည်လည်းကွဲလွဲပါသေးတယ်။သပင်ပုံစံတွေကအရန်ရှိလို့လည်းမရပါဘူး။အနောက်တိုင်းရန်ဆန်လို့လည်းမရပါဘူး။အနောက်တိုင်းဆန်တဲ့သပင်ပုံစံရှိတဲ့လူတွေကိုတော့ပုံကန်သူတွေလို့တော့သတ်မှတ်ထားပါသေးတယ်။အနောက်တိုင်းဆန်တာကိုတော့ဘယ်လိုသတ်မှတ်လဲတော့ကျွန်တော်လည်းမသိပါဘူး။အနေထိုင်မတက်ရင်တော့အနောက်တိုင်းဆန်တယ်ဆိုပြီးတော့ဆွဆွဲခံရနိုင်ပြီးခြေထဲအောင်းသွားနိုင်ပါတယ်။ဒါဆိုရင်အစိုးရကဘာလို့သပင်ပုံစံတွေကိုအဲ့လောက်တော့ကန့်တတ်ထားရတယ်။သတ်မှတ်ထားတဲ့သပင်ပုံစံညှက်ချင်းအားစီကံလိုက်နာခြင်းနိုင်ငံသားကောင်းလို့သတ်မှတ်ပါတယ်။ကွန်မြူနစ်နိုင်ငံဖြစ်တဲ့လျာကွန်မြူနစ်နေဗံပုံသူတို့သွားမယ်ဆိုပြီးအဆိုရှိပါတယ်။ဆိုလိုတာစင်ရတူတူချမ်းသာတူဆိုပြီးတန်းတူညီမျှနေကြသလိုမျိုးပါ။အဲ့ဒါကြောင့်တရားရောက်ကခြုံထွက်နေလို့မရသလိုတန်းတူညီမျှဖြစ်ရင်တော့ပိုကောင်းတယ်ဆိုပြီးတွေးထားကြလို့ပါ။အဲ့ဒီချိန်မှာစန္ဒဆရာကြီးကယူကြောင်မှုကြောင့်နဲ့ခမရသပင်ပုံစံကိုလက်စွမ်းပြခဲ့ရင်တော့ခမရအေးချမ်းစွာနေထိုင်ရင်းနဲ့ထောင်ထဲရောက်တော့မှာဖြစ်ပါတယ်။နံပါတ်2အင်တာနက်ကဏ္ဍမြောက်ကိုရီးယားမှာလူလာဖြစ်ခဲ့ရင်တော့ခမရကဘာမှကန်ဆိုးဆုံးတဲ့လူတယောက်လိုတော့ပြောလို့ရပါတယ်။ခမရတို့ပြင်းရင်အားတက်ချောင်လို့ရတဲ့ Facebook လည်းမရှိလို့ခမရတို့ကြည့်နေတဲ့ Facebook ခါတဲ့ application TikTok လည်းမရှိပါဘူး။ဘာဆိုဘာမှမရှိပါဘူး။ဘာလို့လဲဆိုတော့ internet မရှိလို့ပါ။ဒါပေမဲ့သူတို့မှာ close internet network လို့ခေါ်တဲ့အရာတစ်ခုတော့ရှိပါတယ်။အဲ့ဒါကိုတော့အစိုးရတင်းကျပ်စွာထိန်းချုပ်ထားပါတယ်။တင်းကျပ်စွာထိန်းချုပ်ထားတယ်ဆိုလို့ဘာများရှိမလဲဆိုပြီးခမရတွေးနေပါလိမ့်မယ်။ဘာမှမရှိပါဘူး။အစိုးရကထုတ်လွှင့်ထားတဲ့သတင်းတွေခွင့်ပြုထားတဲ့ပညာရေး content တွေနဲ့ဖျော်ဖြေရုပ်သံတွေလားရှိပါတယ်။ဒါပေမဲ့ဝမ်းသာစရာတစ်ခုတော့ရှိပါတယ်။လိုင်းမော်တက်ပြီးခမရကိုဆဲမဲ့လူအုပ်ကြီးမရှိတာပါပဲ။နံပါတ်3ခီးသွားခြင်းကဏ္ဍနိုင်ငံတော်များများမှာတော့ခီးသွားခြင်းကပုံမှန်ပါပဲ။ကားလက်မှတ်ဝင်မယ်လေယာဉ်လက်မှတ်ဝင်မယ်ပတ်စံရှိုံနဲ့ခမရခီးသွားလို့ရပါမယ်။မြောက်ကိုရီးယားမှာတော့ခီးသွားတာဆိုဟာစီပါမစ်တင်ဖို့လိုပါလိမ့်မယ်။နိုင်ငံခြားတော့မပြောနဲ့တခြားမျိုးကလူတွေစီသွားဖို့တော့ခမရဆိုဟာစီစာတင်ဖို့လိုပါလိမ့်မယ်။ဒါပေမဲ့စိတ်မူပါနဲ့ခမရစာတင်လို့ရှိရင်လည်းခမရကိုပေးတော့မှာမဟုတ်ပါဘူး။အစိုးရဝန်ထမ်းတွေကလေလို့ရိုးတာမန်ပြည်သူတွေကခီးသွားဖို့ဆိုတာတော်တော်လေးခင်းရင်းပါတယ်။အဲ့လိုတွေပေးမသွားလို့ဒီနိုင်ငံမှာမနေဘူးဆိုပြီးခမရထွက်ပြေးကြပါလိမ့်မယ်။ရပါတယ်ဒါပေမဲ့ခမရတမိသားစုလုံးထွက်ပြေးမှအဆင်ပြေမှာပါ။တယောက်အပြစ်လုပ်ထားရင်တမိသားစုလုံးပြစ်ပေးရစနစ်ရှိတာကြောင့်မလို့ပါခမရညီငယ်ဆုံးကဘူမတိကိုမတိနဲ့နိုင်ငံထွက်ပြေးလို့ဖမ်းမိတယ်ဆိုပါစို့ကျန်မိသားစုဝင်တွေကိုနိုင်ငံတော်ကအသိမပေးရတော့ကျန်ရပါဆိုပြီးတမိသားစုလုံးကိုပုံငံသူလို့သတ်မှတ်လိုက်ပါတယ်ခမရပါကခမရအေးချမ်းစွာနေထိုင်ပုံငံသူအနေနဲ့ထောင်ထဲရောက်သွားနိုင်ပါတယ်အဲ့လိုမဖြစ်အောင်ခမရညီထွက်ပြေးမဲ့အကြောင်းကိုတာဝန်ရှိသူတွေကိုအသိသွားပေးလို့ရပါသေးတယ်အဲ့ဒါဆိုရင်တော့နိုင်ငံတော်ကိုတစ္ဆာဆောင်တည်ရဲ့ပုံငံသူအနေနဲ့ထောင်ထဲရောက်အောင်ပါဘလူးနေနေထောင်ထဲရောက်မဲ့အကွက်တွေကြီးပါပဲနံပါတ်4အပန်းဖြေကဏ္ဍခမရကမြောက်ကိုရီးယားနိုင်ငံသားဆိုပါစို့လေယာစိုက်ပျိုးပြီးလို့ညဘက်အိမ်မရောက်တဲ့ချိန်ပမန်းလို့တောင်ကိုရီးယားရုပ်ရှင်ကားတကားကြည့်မိတယ်ဆိုပါစို့ဂုဏ်ယူပါတယ်တင်ရမြောက်ကိုရီးယားရဲ့ဥပဒေတစ်ခုချိုးဖောက်လိုက်ပါပြီအပန်းဖြေကနေအထဲဝင်ရတော့မှာဖြစ်ပါတယ်မြောက်ကိုရီးယားမှာနိုင်ငံခြားရုပ်ရှင်တောင်ကိုရီးယားဒရမာဟောလိဝုဒ်ရုပ်ရှင်တွေနိုင်ငံခြား pop music တွေကိုတင်းကျပ်စွာကန့်တတ်ထားပါတယ်ခမရကမနေနိုင်လုံးလို့ကြည့်မိတယ်ဆိုရင်တော့ခမရထောင်နှခမ်းနှင်းမြပန်းဖြေနေတာဖြစ်ပါတယ်အဲ့ဒါအပြင်ခမရလူချစ်လူငင်ပေါ်လို့အင်းနီနာချင်းတယောက်ကခမရကိုတိုင်လိုက်တယ်ဆိုပါစို့ခမရကတော့ entertainment မဟုတ်တော့ပဲထောင်ဝင်ကိန်းဆိုင်သွားပါပြီနံပါတ်5ခန်းစားချက်ကဏ္ဍနိုင်ငံတော်ကြီးကတယောက်ဟာမြောက်ကိုရီးယားမှာတည်ဆုံသွားတယ်ဆိုပါစို့စိတ်မကောင်းစရာပါပဲဒီထက်ပိုပြီးစိတ်မကောင်းစရာခမရကတကယ်စိတ်မကောင်းဖြစ်ရမှာမဟုတ်လို့ပါခမရကနိုင်ငံတော်ဝန်ထမ်းချင်းပွဲဖြစ်ဖြစ်အာတုပခန္ဓာဖြစ်ဖြစ်ဖိတ်ကြားခံရတယ်ဆိုရင်တော့နိုင်ငံတော်ကြီးကအာတုပကနေခမရရဲ့အာတုပကထပ်ပြသွားနိုင်ပါတယ်ဘာလို့လဲဆိုတော့မငုံမနေရစနစ်နဲ့ငိုကြွေးရမှာဖြစ်ပြီးခမရကမျက်ရည်မကျတာဖြစ်ဖြစ်ဝမ်းနေတဲ့ပုံပေါက်တာဖြစ်ရင်တော့တေချာပေါက်ဒုက္ခရောက်နိုင်ပါတယ်ဝန်ထမ်းချင်းခန္ဓာမှာငိုကြွေးမဲ့လူတွေကိုစောင့်ကြည့်မဲ့လူတွေရှိပါတယ်ခမရကတကယ်မူးပြည့်နဲ့ငိုနိုင်အောင်အိမ်မှာကြိုတင်လေ့ကျင့်ခဲ့မှအဆင်ပြေပါလိမ့်မယ်ဒီစီမင်းစည်းကမ်းတွေကကျွန်တော်တို့အတွက်ထူးထူးဆန်းဆန်းဖြစ်နိုင်ပေမဲ့မြောက်ကိုရီးယားမှာတော့ပုံမှန်နေထိုင်ရတဲ့နေ့စဉ်ဘဝတွေပါဒီလိုစိတ်ဝင်စားတဲ့ဗီဒီယိုတွေကိုနောက်ထပ်ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးနော်